အင်ဒိုနီးရှားမှာလူတွေကပြောကြတယ်ညဘက်အမျိုးသမီးတယောက်ငိုတန်ကြရင်ပြီးတော့အတန်ကအဝေးကြီးမှာဒါပေမဲ့သူမကတင်းနောက်မှာရှိနေပြီးသားပါ2018ခုနှစ်မှာအနောက်ဂျာပါမှာရှိတဲ့လုံခြုံရေးအဆောင်တယောက်ကမနက်3နာရီမှာမန်ကြီးပင်အိုကြီးတပင်နီးမှာတူတူလေးငိုတန်ကြားလိုက်ရတယ်လို့ပြောခဲ့ပါတယ်CCTV မှာစပင်းတွေဖုံးပြီးလွင်မျောနေတဲ့အဖြူရောင်မျိုးသမီးတယောက်ပေါ်လာတာကိုပြသခဲ့ပါတယ်။အဆောင်တတိလစ်ပြီးသူ့ကြောပေါ်မှာ800တွေ့ရတယ်။မကြီးပင်ကိုခုတ်လဲလိုက်တယ်။ငိုတန်မရက်အင်ဒိုနီးရှားမှာလူတွေကပြောကြတယ်ညဘက်အမျိုးသမီးတယောက်ငိုတန်ကြားရင်ပြီးတော့အတန်ကအဝေးကြီးမှာဒါပေမဲ့သူမကတင်းနောက်မှာရှိနေပြီးသားပါ2018ခုနှစ်မှာအနောက်ဂျာပါမှာရှိတဲ့လုံခြုံရေးအဆောင်တယောက်ကမနက်3နာရီမှာမန်ကြီးပင်အိုကြီးတပင်နီးမှာတူတူလေးငိုတန်ကြားလိုက်ရတယ်လို့ပြောခဲ့ပါတယ်CCTV မှာစပင်းတွေဖုံးပြီးလွင်မျောနေတဲ့အဖြူရောင်မျိုးသမီးတယောက်ပေါ်လာတာကိုပြသခဲ့ပါတယ်။အဆောင်တတိလစ်ပြီးသူ့ကြောပေါ်မှာ800တွေ့ရတယ်။မကြီးပင်ကိုခုတ်လဲလိုက်တယ်။ငိုတန်မရက်အင်ဒိုနီးရှားမှာလူတွေကပြောကြတယ်ညဘက်အမျိုးသမီးတယောက်ငိုတန်ကြားရင်ပြီးတော့အတန်ကအဝေးကြီးမှာဒါပေမဲ့သူမကတင်းနောက်မှာရှိနေပြီးသားပါ2018ခုနှစ်မှာအနောက်ဂျာပါမှာရှိတဲ့လုံခြုံရေးအဆောင်တယောက်ကမနက်3နာရီမှာမန်ကြီးပင်အိုကြီးတပင်နီးမှာတူတူလေးငိုတန်ကြားလိုက်ရတယ်လို့ပြောခဲ့ပါတယ်CCTV မှာစပင်းတွေဖုံးပြီးလွင်မျောနေတဲ့အဖြူရောင်မျိုးသမီးတယောက်ပေါ်လာတာကိုပြသခဲ့ပါတယ်။အဆောင်တတိလစ်ပြီးသူ့ကြောပေါ်မှာ800တွေ့ရတယ်။မကြီးပင်ကိုခုတ်လဲလိုက်တယ်။ငိုတန်မရက်